အပိုင်းလေးရဲ့အစမှာတော့နာဂါမူဝါကြီးကခါမမနေ့ကဆွဲပေးထားတဲ့ပုံစံဆောင်ထဲကသူနဲ့ဟီရိုဇဲတာနီရဲ့ပုံလေးကိုကြည့်ပြီးတော့အရန်ပျော်ပြီးငိုနေပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ညီမကစိတ်ဆူတကြီးနဲ့မနဲ့ဆာစားလို့ရပြီဆိုပြီးခေါ်နေအောင်ဘာလို့မစင်းလာလဲဆိုပြီးဒေါသတကြီးနဲ့နာဂါမူရာကိုလာခေါ်ရတယ်။အဲ့နောက်ထမင်းစားပြီးကြောင်းသွားတော့သူ့ညီမအကြောင်းတွေးနေကအမြဲမနဲ့ခင်းစပတ်ချိန်လေးကိုဖျက်ဆီးရဆိုပြီးတွေးနေပါရတယ်။အဲ့ဒီအချိန်မှာပဲသူ့ပေးနာဖြတ်သွားတဲ့ကောင်လေးကအခြားကောင်လေးကိုလှမ်းခေါ်ပြီးအင်စာပြီးလားပါလားဆိုပြီးမေးနေအောင်နာဂါမူကတယောက်ကြည့်ပြီးသူတို့ရေတော်တော်ရင်းနှီးကြတဲ့တကယ်ချင်းတွေဖြစ်မယ်ဆိုပြီးအဲ့ကောင်လေးနှစ်ယောက်နေရာမှာသူနဲ့ဟီရိုဆဲဆိုပြီးစိတ်ကူးရင်လိုက်ပါသေးရဲ့သူဖတ်ထားတဲ့မန်ဂါတွေကလို့အတူတူအိတ်ဖို့ထိပါစိတ်ကူးရင်လိုက်ပါရတယ်အဲ့လိုတွေးနေတဲ့အချိန်မှာပဲသူ့ဘေးမှာဟီရိုဆဲကရုတ်တရက်ကြီးပေါ်လာပြီးကျောင်းကိုစပိန်နဲ့လာဆိုပြီးတော့လာမေးရတယ်သူလည်းလန့်သွားပါတယ်။နာဂါမူရာရဲ့စိတ်ထဲမှာတော့ဟီရိုဇဲစကားလာပြောတဲ့အတွက်အပျော်ကြီးပျော်နေပါရတယ်။ဒါပေမဲ့ဟီရိုဇဲဘေးနာတငယ်ချင်းတယောက်ပါလာတဲ့အတွက်နာဂါမူရာကဘသူလဲဆိုပြီးမေးလိုက်တော့သူကငါ့ရဲ့တငယ်ချင်းမှာဆိုပြီးတော့ပြောကအတန်းကလည်းအတူတူအိမ်ကလည်းနီအခုလည်းအခန်းတူတူဆိုပြီးတော့ပြောပြလိုက်ပါတယ်။နာဂါမူရာတယောက်ကတော့တဝင်နေကြိတ်တူသွားပါတယ်။အိမ်နောက်သူ၃ယောက်ကြောင်းအတူတူသွားရင်နာဂါမူကနောက်ကနေလိုက်လာရင်9ယောက်နဲ့ဆိုင်ရှိရောက်တော့ရေဘွယ်ကိုဟီယိုစင်မြင်လာရတဲ့အတွက်သူတို့ရေချက်ပြုတ်ရေးတဲ့နန်းအောင်တတိရသွားပါတယ်။ဟီယိုစင်ကနာဂါမူရာပက်လက်ကမင်းကရေဘွယ်အရန်ကြိုက်တာမလားဆိုပြီးမေးလိုက်ပါတယ်။နာဂါမူရာကဟီယိုစင်မက်မိအောင်ဝမ်းတာသွားပြီးသူကရေဘွယ်ကိုကြိုက်တာသူတို့ကတော်တော်ညံကောင်းပြီးအုံနောက်ကိုးခုအောင်ရှိပြီးလူတွေကိုလည်းတန်ရုံးစင်တက်သေးရဆိုပြီးဟီယိုစင်ကိုရုတ်တရက်ကြီးစိတ်လှုပ်ရှားစွာပြောလိုက်မိပါတယ်။အဲ့လိုပြောပြီးမှသူ့ရဲ့ငယ်ဘွားကိုတတိယသွားပါတယ်။အဲ့ဒီအချိန်တုန်းကလည်းတငယ်ချင်းတစ်ယောက်ကနာဂါမူရာကိုဘာလို့ရေပွဲကြိုက်တာလဲလို့မေးရောဟီယိုဇဲကိုပြောသလိုအရန်စိတ်လှုပ်ရှားစွာပြောခဲ့ပေမဲ့အဲ့ဒီတငယ်ချင်းတွေကနာဂါမူရာကိုကြောင်တောင်းနဲ့ဆိုပြီးပြောခဲ့တဲ့အတွက်အဲ့ဒီဟာကိုထရာမာရကဟီယိုဇဲအဲ့လောက်ကြီးရေပွဲကိုသဘောမကျပါဆိုပြီးလင်လိုက်ပါရဲ့အဲ့ဒီနောက်ဟီယိုဇဲကအော်ဆိုပြီးပြောပြီးတော့ကြောင်နောက်ကျတဲ့အတွက်သူနဲ့သူ့တငယ်ချင်းတွေရောက်ကြောင်ပြေးကြပါရတယ်နာဂါမူရာနဲ့ဟီယိုဇဲနဲ့စကားပြောဖို့အခွင့်အရေးရခဲ့ပေမဲ့သူ့ကိုယ်သူအတုံးမကျတဲ့အတွက်အပြစ်တင်ကစပိန်ကိုဒုံဆိုင်မောင်းလာပါတယ်။ကြောင်ရောက်တော့သူ့ကိုယ်သူအပြစ်တင်နေပြီးအတုံးမကျဘူးလို့အော်နေတဲ့အချိန်နောက်ကနေစပင်ပြာနဲ့ကောင်မလေးတယောက်ကမင်းမှာပါရမေးရှိရဲ့မင်းရဲ့အတုံးမကျရဲ့ဆိုရဲအော်ဆိုင်ကိုငါကြားရရဲ့မင်းရဲ့ဝိညာဉ်ရဲ့ပုံစံကိုတွေ့နေရရဲ့ဆိုပြီးသူကပကြီးကလေးထဲဝင်ဖို့လာမြူဆဲပါရဲ့နာဂါမူရာကြောင်တောင်နဲ့ဆိုပြီးတွေးကဂယုမဆိုင်ပဲအတန်းနဲ့သွားဖို့ပြင်ပါတယ်ကောင်မလေးကလည်းနောက်ကလိုက်လာပြီးကလတ်ထဲအတင်းဝင်ဖို့ပြောပါတယ်။နောက်ပြီးပကြီးပြိုင်ရင်မင်းအဲ့ဒီကဆွဲထားတဲ့ပုံအတိုင်းဖြစ်တယ်ဆိုပြီးအယူရှိရဆိုပြီးအခြေရေးကိစ္စရနေပါလာမြူဆွဲရောနောက်ကမူရာလည်းသူ့မြူဆွဲမှုတွေအောက်မှာပါသွားပြီးတော့သူစရင်သွင်းဖို့နာမည်ဆိုင်ရဲ့အချိန်စာရွက်ကတခုခုကထားတယ်လို့ဖြစ်နေတဲ့အတွက်ခွာကြည့်လိုက်တဲ့အချိန်မှာဒီကေရောပကြီးကလည်းမဟုတ်ပဲကမ်မီယာနဲ့တရေကလတ်ဆိုတဲ့စာကိုမြင်လိုက်ရပါတယ်။အိမ်ကြောင်မှာကောင်မလေးလိန်ထားအောင်တီးပြီးလှည့်ထွက်သွားတဲ့အချိန်မှာပဲကောင်မလေးကခြေအောင်ဆွဲပြီးသူ့ကလပ်ကိုဝင်ဖို့အတင်းပြောနေပါရတယ်။နောက်ဆုံးမရတဲ့အတွက်ဘာလို့သူ့ကြောင့်မှလာရွေးရလဲဆိုပြီးနာဂါမူရာမေးလိုက်ပါတယ်။ပြီးတော့ကလပ်ကဘာလဲလို့ရလဲဆိုပြီးမေးရောမင်းကအယုံလွယ်လို့ရဲ့နောက်ပြီးအဲ့ဒီကလပ်ကတရေသစေချိန်စာရဲ့အကြောင်းကိစ္စမှန်သမျှလေးလာပြီးအခုလက်ခေါ်ပွဲအတွက်လူတယောက်လိုနေလို့နာဂါမူရာကိုလောက်ခွာဆိုပြီးစပင်အပြန်နဲ့ကောင်မလေးကပြောပြလိုက်ပါရဲ့အဲ့ရောနာဂါမူရာကပူအောင်မဝင်ချင်တော့ပါဘူးအဲ့ရနေပဲကောင်မလေးကသူ့ကလပ်ကတတိချာချာလှုပ်ထားရဲ့အဲ့ဘွယ်မော်ရဲ့စင်ကိုပေးလိုက်ပါရဲ့အဲ့ဒီဟာကံကောင်းခြင်းတွေယူဆောင်ပေးလို့တကယ်လို့နောက်တစ်ပတ်အတွင်းကံကောင်းတာတစ်ခုခုဖြစ်တယ်ဆိုရင်သူရဲ့ကလပ်ကိုဝင်ဖို့စဉ်းစားပြီးပါဆိုပြီးတော့ကောင်မလေးကထွက်ပြေးသွားပါရဲ့နာဂါမူရာလည်းကြောင်တုံနဲ့ကြံခဲ့ပြီးအတန်းနောက်ကျလို့ဆိုပြီးပြေးပါရဲ့အိမ်နောက်အတန်းထဲမှာအိမ်မော်ရင်စီဆိုတာရုပ်ကြည့်ပြီးတော့အဖုံးဖွင့်လိုက်တော့အဲ့ဒီကနေနန်းစော်နေရဲ့အနိုင်ထွက်လာပါရဲ့သူကတနေရာမှာတွားပြေးဖို့တွေးပေမဲ့သူ့ကိုကောင်မလေးချိန်စာတိုက်မလာလို့တွေးနေအချိန်မှာပဲဟီရိုဇေကနာဂါမူရာကိုခေါ်ပြီးမင်းချွတ်ချင်ကြိုက်လားဆိုပြီးမေးလိုက်ပါရဲ့နောက်ပြီးမင်းကိုထားခဲ့လို့တောင်းပန်နေနော်ဆိုပြီးတော့ချွတ်ချင်မေးကပြုံပြုံကြီးထွက်သွားရရဲ့နာဂါမူရာလည်းဟီယိုဇေစီယာရချွတ်ချင်လေးကိုကြည့်ပြီးတိမ်ထားမိပြီးမိသားစုအမွေလုံးမယ်လို့တွေးနေအောင်ဘေးနာမော်ရင်စီကိုကြည့်ပြီးကောင်းချင်းနေရအေးရလားဖြစ်နိုင်မှာလားဆိုပြီးတော့မင်းတွေးနေပါတယ်
တို့ပေမဲ့လည်းခဏလောက်နေရောပကြီးတင်တန်းမှာလေဟီရိုစေကဘေးလာထိုင်ဘောလီဘောကစားတော့လေဘောလုံးကသူ့စီလာရဲ့အချိန်ဟီရိုစေကသူ့စီဘောလုံးလာကောက်ဆရာစီစားရတောင်းတော့လေနှစ်ယောက်အတူတူကင်ပြီးနဲ့တော်တော်လေးကိုကန်ကောင်းပြီးဟီရိုစေနဲ့ဒီနေ့ခဏစုံနေပါတယ်နာဂါမူရာမော်ဇီကိုကြည့်ပြီးဟုတ်ကောခွင့်ရလာလို့တွေးနေတဲ့အချိန်မှာပဲနာဂါမူရာကိုဟီရိုစေကလာခေါ်ပြီးဒီနေ့အတူတူပြန်ကြမလားဆိုပြီးတော့မိလိုက်ပါတယ်နာဂါမူရာလန့်သွားမှထိုင်ကုန်အောင်နောက်ပြန်ကျတော့ပါတယ်နာဂါမူရာပြန်ထိမ့်ပြီးဘာလို့လဲဆိုပြီးမေးလိုက်တော့မင်းတို့နေရဲ့ဘက်ကိုဆာရလေးစီကသွားပေးခိုင်းလို့အဲ့ဒီဘက်ကိုငါတိတ်မကျွမ်းလို့မင်းလိုက်ဖို့ပေးနိုင်မလားဆိုပြီးတော့ပြောလိုက်ပါတယ်နာဂါမူရာကလည်းရတာပေါ့သူပြပေးမယ်ဆိုပြီးတော့နှစ်ယောက်သားအင်အတူတူပြန်ကြပါတယ်နာဂါမူရာစိတ်ထဲမှာတော့လူဖြစ်ရကျိုးနေပြီဆိုပြီးတော့ကြိတ်ပြော်နေပါတယ်အိမ်မန်ချိုင်းဟီရိုစေကဒီလိုနီးကလာမော်စိရင်ကြောင်လားဆိုပြီးတွေးနေအောင်ဟီရိုစေကမင်းမောင်နှမရှိလားဆိုပြီးတော့မေးလိုက်ပါတယ်နာဂါမူရာကသူ့မှာညီမတစ်ယောက်ရှိရလို့ပြောဟီရိုစေကလည်းသူ့မှာအမတစ်ယောက်ရှိရဆိုပြီးပြောလိုက်ပါတယ်ဟီရိုစေကမင်းမှာညီမရှိရတော်တော်ကောင်းတာပဲနော်ဆိုပြီးပြောတော့နာဂါမူရာတယောက်သူ့ရင်းထဲမှာရှိရဲ့ညီမလေးရှိရမကောင်းဘူးသူ့အနိုင်ကျင့်နဲ့မိဘကြီးစီယုံနဲ့တီဗီလူရဲ့စားရဲ့နောက်သူ့ညီမသူ့အပေါ်လောက်ခဲ့မကောင်းတဲ့ဟာအများကြီးကိုပြောပြကွာအမရှိရတာပိုကောင်းတယ်ဆိုပြီးပြောပြလိုက်ပါရယ်ဟီရိုစေကနာဂါမူရာအဲ့လိုပြောတဲ့ပုံလေးကိုကြည့်ပြီးတော့အရန်ကိုမင်းစကားမပြောထင်နေရဆိုပြီးတော့ရီပါရယ်နောက်ပြီးမင်းနဲ့စကားပြောရအဆင်ပြေရပဲဆိုပြီးပြောလိုက်ပါရယ်အိမ်နောက်စကားတပြောပြောနဲ့ကိုစီအိမ်ပြန်ကြတဲ့အချိန်မှာနာဂါမူရာတယောက်သူတေးပြောပြီးဆိုပြီးအိတ်စီကြောင့်ဟုတ်မဟုတ်ကယူမဆိုင်ဘူးပါညာပြောကဒီအမတ်တရားကိုရင်နဲ့တင်ထားတော့မယ်ဆိုပြီးပြောတဲ့အချိန်ဟီရိုစေရဲ့အော်တန်ကိုကြားလိုက်ရပါတော့တယ်နာဂါမူရာအဲ့ဒီနောက်သွားချောင်းချီရောဟီရိုစေကိုတခြားเจ้าအကောင်နဲ့အနိုင်ကျင့်နေအောင်တွေ့လိုက်ရပါတယ်အဲ့ဒီကောင်တွေကဟီရိုစေကိုရန်စနေအောင်နာဂါမူရာတယောက်ကြည့်နေပြီးဘာမှမလုပ်နိုင်တာကိုတွေးပြီးတစ်ခုခုကြံစီပါရယ်ခနာကိုကြီးမမြတ်တဲ့အတွက်သူအရိုက်ခံရမယ်ဆိုတာသိကြနေရဲ့ဒါပေမဲ့သူတခုခုမလုပ်ရင်ဟီရိုစေအရိုက်ခံရတော့မှတွေးရင်သူမော်စင်ရင်လေးကိုကြည့်ပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်ပါရဲ့တစ်ဖက်မှာဟီရိုစေကိုကော်လန်ကနေကင်ပြီးထိုးဖို့လုပ်နေတဲ့အချိန်ဟီရိုစေရဲ့ရုပ်ကလေးကချစ်ဖို့ကောင်းနေတဲ့အတွက်သူ့ရဲ့ဘော့စီခေါ်သွားဖို့လုပ်ကြပါရဲ့ဟီရိုစေကလည်းလန့်ပြီးအကူကြီးတောင်းမိပါရဲ့အဲ့အချိန်နာဂါမူရာစပိန်နဲ့အပြေးလာပြီးမင်းတို့ညပတ်တဲ့လက်ကြီးနဲ့လို့အော်ရဲ့အချိန်မှာပဲကောင်လေးကနောက်ပြန်လဲကြည့်လိုက်တဲ့အချိန်ဘယ်သူမှရှိမနေပါဘူးအနိုင်ကျင့်စိုးကြီးကလည်းခုနအတန်ကြားလိုက်ပါရဲ့လူရှိရလားဆိုပြီးပြန်လှည့်ပြီးဟီယိုဇဲကိုပဲအာယုံဆိုင်တဲ့အချိန်တွင်းထဲကနေနာဂါမူရာကတရေတက်ကောင်လို့တက်လာအောင်မြင်လိုက်ရပါတယ်မောင်းကလည်းတွေးနေမလို့အနိုင်ကျင့်တဲ့ကောင်လေးမြင်ပြီးလန့်ကထွက်ပြေးကြပါတယ်ဟီယိုဇဲကနာဂါမူရာတွေ့ပြီးရီလိုက်ကမင်းကအယမ်းမိုက်တာပဲဆိုပြီးချီးကျူးလိုက်ပါတယ်မင်းကောင်းဘောကပါရည်လဲဆိုတော့အတိတယောက်ကပေးရဆိုပြီးနာဂါမူရာပြန်ပြောလိုက်ပါတယ်အဲ့နောက်မှာသူ့ကိုမော်စင်ပေးရဲ့ကောင်မလေးစီကိုတွားပြီးတော့ဘူးခုံသွားပေးလိုက်ပါတယ်။ကောင်မလေးကမေးရ6လဲရမှာပါမိပါမလို့ငါမလန့်မလျှော့ဆိုပြီးပြောလိုက်ပါတယ်။နာဂါမူရာကသူ့ကိုအဲ့လိုပြောနေဆိုပြီးဒေါသကြီးနဲ့ရှက်ကထွက်သွားပါတယ်။အဲ့နောက်လက်လျှောက်ထွက်လာရင်ဟီရိုစေကြောင့်တင်မိုးကြီးနေတဲ့ပုံလေးကိုနာဂါမူရာတယောက်ကြည့်ရင်လည်းအပန်းလေးရောက်ပြီးဆုံးသွားပါတယ်။ So video လေးကိုစိတ်ဝင်စားဆိုရင် channel လေးကို like and subscribe လုပ်ခဲ့ပေးပါဦးနော်။နောက်ထပ် video မှာပြန်တွေ့ပါမယ်။ See you